တော့ပါပြီဒီကနေသွားမယ်ထင်လားဒါကျိုတိုကနေ2မှတ်တိုင်ပဲစီရတာပေါ့နော်ကျိုတိုကနေ9မိနစ်ပဲဒါထဲမှာရထားရက်လိုက်သေးတယ် emergency ကလောက်ကိုတခြားတစ်ယောက်ကတော့နှိပ်လို့တယ်ရထားရက်တာ10မိနစ်လောက်ကြာအခုသွားနေပြီပေါ့နော်အဲ့နေရအေးရနော်ဘဘကဈေးတန်းနေနေမှာဒါကဒီရဲ့တိုင်အနီအောင်လေး1000ရှိရဲ့အကြောင်းပေါ့နော်အခုတိုင်လေးတွေဒီကစတိုင်ကတော့1000ရှိပြီမဲ့50 100လောက်ရှိ50 100လောက်ထိကိုရောက်ဝင်နေတယ်ဒီကနေစတက်ပါပြီတော်ရီကလက်ကိတ်ရှိထားခဲ့လို့ဒီကနေစပါလေမိုးရွာပါပြီကျူလိုလာလဲရတာမိုးရွာဆက်ခီမှာကျတော့သူကနှစ်ခုခွဲတော့တာပေါ့နော်ဒါပေမဲ့သူကညာဘက်ကိုခိုင်တယ်ညာဘက်ကိုသွားပါအဲ့လေးကတေးသေးလေးတော့ဟဲချစ်စရာလေးမတိုင်ရတော့လူတွေကတော့တော်များပါတယ်အောင်ဆိုင်လေးပါဖះပွဲစည်းတန်းကစီးဆိုင်လေးလိုမျိုးပဲဒီကနေလေးစီးဖို့သွားပါမယ်ဟိုက်